ရန်ကုန်တိုင်းဒေသကြီးဒဂုံစိတ်ကမ်းမြို့နယ်ပေါ့နော်ကျမတို့151ဆိုတဲ့ရက်ကွက်ကလည်းပေါ့နော်ဝယ်ယူသူတိုင်းကျန်းနှစ်သက်တဲ့ရက်ကွက်တစ်ခုဖြစ်တယ်အခုဒီနေ့ပြပေးမိမဲ့မြေကွက်လေးဆိုလို့ရှိရင်151ရက်ကွက်မိန်းလန်းမကြီးရဲ့ကြောကက်ကလေးဖြစ်တယ်နော်ဝယ်ရောင်းသမားထားရောင်းသမားရင်းနှီးမြှုပ်နှံသမားချက်ချင်းဝယ်ပြီးချက်ချင်းရောင်းချင်ကြတဲ့ဧည့်သည်တွေဆိုလို့ရှိရင်လည်းအခုကျမရောင်းချပေးမယ်မြေကွက်ကလေးကဝယ်ယူထားလို့ရတဲ့မြေကွက်ကလေးဈေးနှုန်းလေးတန်တဲ့ဈေးနှုန်းလေးမှန်တဲ့ပိုင်ဆိုင်မှုစာရွက်စာတမ်းစီပင်အိုးရင်စရင်ရောက်တဲ့ခြံခတ်ထားပြီးသားလေးဖြစ်တဲ့မီးတိုင်နဲ့နီးတဲ့ကွန်ကရစ်လမ်းမကြီးရဲ့ကြောကက်ကလေးဖြစ်တဲ့ပေ40ပေ60ဖြစ်တယ်ပေါ့နော်ကျမတို့ဘတ်ဆောင်တောင်းဆောင်အားသာချက်ရှိနေတဲ့မြေကွက်ကလေးကျန်ခဲ့တဲ့ရက်ကလေးတုန်းကတော့မှဒီမြေကွက်ဆိုလို့ရှိရင်ရောင်းကွက်မရှိဘူးပေါ့နော်အနာလေးတွေအမေးသမားလေးတွေအရမ်းများကြတယ်အခုရောင်းကွက်ကလေးရှိတုန်းမှာသိန်းထောင်ကနေ2500ဝန်းကျင်တပတ်ချလည်းမြန်ရှာနေကြတယ်ကျမရဲ့ဝယ်ယူသူတွေကျမအခုရောင်းချပေးပြီးပဲမြေကွက်ကလေးဒီဝယ်ယူထားလို့ရတဲ့မြေကွက်နှစ်ခါပြန်မစင်းစားနဲ့စဉ်းစားလိုက်မယ်ဆိုတာနဲ့လေကျမတို့ဒါဟာဒီနောက်တစ်ခေါက်ဆိုလို့ရှိရင်ဒီလိုဈေးနှုန်းနဲ့မရဘာကြောင့်လို့ကျမပြောရတယ်လဲဆိုရင်ဒီနာတပတ်ချလည်းမှာဆိုလို့ရှိရင်เนาะ2300 2500 2600ဝန်းကျင်လေးတွေခေါ်ချတာလေးတွေအခုကျမရောင်းချပေးပြီးမှ2220တဲ့နဲ့အလျှော့တင်းလုံးဝမရှိဘူးเนาะကျမတို့ရဲ့ဒီတပတ်ကနောက်ပိုင်းနားကုံရဲ့နောက်ပိုင်းဆိုလို့ရှိရင်เนาะဈေးနှုန်းအပြောင်းအလဲလေးရှိပါမယ်ရှင်ကျမရဲ့ဝယ်ယူသူတွေကျမတို့ရန်ကုန်တိုင်းဒေသကြီးပေါ့เนาะဒဂုံစိတ်ကမ်းမြို့နယ်151ရက်ကွက်ဖြစ်တယ်151ရက်ကွက်ဆိုလို့ရှိရင်เนาะဝယ်ယူသူတိုင်းကြိုက်နှစ်သက်တဲ့ရက်ကွက်တစ်ခုဖြစ်တယ်ပေါ့เนาะ146ရဲ့151ကအလဲလန်းကျဲဆိုလို့ရှိရင်ဒါကြောက်စိမ့်ဖျားမိန်းလန်းမကြီးလို့လည်းခေါ်တယ်ရိုးမပတ်လန်းလို့လည်းခေါ်တယ်လှော်ကားမိန်းလန်းမကြီးကနေလည်းနီးတယ်ဒီကြောင်စိမ့်ဖျားမိန်းလန်းမကြီးကလည်းကြောကက်ကလေးဖြစ်တယ်ဝင်ပြီးချင်းကိုအခုလိုမျိုးဂုတ်ကွက်ကလေးရတာပေ40ပေ60စီပင်အိုးရင်စစ်ဆေးထားပြီးသားခြံခတ်ထားပြီးသားအခုကျမရောင်းချပေးမဲ့ဈေးနှုန်းဆိုလို့ရှိရင်เนาะ2220တဲ့နဲ့ပါရှင်ဒါကြောင့်မလို့ဝယ်ယူသူတွေငွေအမောက်ကိုနိုင်နေနဲ့မြေပြင်နေအောင်လာရောက်ကြည့်ရှုပြီးတော့ဝယ်ယူထားနိုင်တဲ့ online သမားတွေရင်းနှီးမြှုပ်နှံသမားတွေပေါ့နော်မြေကွက်နဲ့ပတ်သက်ပြီးတော့မြေပုံကြည့်ရုံနဲ့ကျွမ်းကျင်ရှိတဲ့ဧည့်သည်တွေဆိုလို့ရှိရင်တော့ဒါထုံးစံအတိုင်းပဲပေါ့နော်ဒီလိုမျိုးဈေးနှုန်းဆိုတဲ့ဟာလည်းချက်ချင်းလက်ငင်းစင်ရံကိုလွှဲပြီးတော့ဝယ်ယူလို့ရတဲ့မြေကွက်ကလေးဖြစ်တယ်ကျမတို့ပိုင်ဆိုင်မှုစာရွက်စာတမ်းကလည်းလေကျမတို့စီပင်အိုးရင်စစ်ထားပြီးသားပေါ့နော်စီပင်စရင်အိုးရင်စရင်ရောက်တယ်မြေပြင်မှာဆိုရင်လည်းခြံခတ်ထားပြီးသားဒီမြေကွက်ဆိုလို့ရှိရင်လွန်ခဲ့တဲ့9နှစ်6နှစ်လောက်ထဲကကျမတို့89ကနေပြီးအကျိုးဆောင်ရောင်းချပေးထားတဲ့မြေကွက်အခုပြန်ပြီးတော့ရောင်းချတဲ့ပုံမှာကျမတို့ကိုယ်တိုင်ပေါ့နော်ရုံးကနေဆွေးချေပြီးဝယ်ယူရမယ့်မြေကွက်ကလေးဒီဈေးနှုန်းဆိုတဲ့ဟာကလည်းဒါကျမတို့ဒါဓာတ်လိုက်ပေါ့နော်ငွေပုံချေပြီးရတဲ့ဈေးနှုန်းမလို့ရောင်းချပေးနိုင်တာတပတ်နှစ်ပတ်ကနောက်ပိုင်းဆိုလို့ရှိရင်တော့ဈေးနှုန်းအပြောင်းလဲလေးရှိမှာပေါ့နော်ဒါကြောင့်မလို့အခုလိုမျိုးဝယ်ရောင်းဈေးထားရောင်းဈေးပေါ့နော်ရင်းနှီးမြှုပ်နှံလို့ရတဲ့ဈေးနှုန်းလေးကိုပိုင်ဆိုင်မှုခိုင်ခိုင်မာမာလေးကိုကျမတို့89ပတ်လေးအိမ်ချန်ပြည်မှာလာရောက်နှိမ့်လာပြီးဝယ်ယူပါရှင်ကျမရဲ့ဝယ်ယူသူတွေဆက်သွယ်မယ်ဆိုရင်တော့39ခွန်89ခွန်89 94ခွန်39 42898966ကိုမနက်9:00နာရီကနေညနေ9:00နာရီတရက်နေ့ရလွဲလို့နေ့စဉ်နေ့တိုင်းဆက်သွယ်နိုင်ပါတယ်ရှင်ရုံငန်းတီနေရဆိုရင်တော့တောင်တကုံမြို့နယ်25ရက်ကွယ်ပလဲရတနာမိန်းလမ်းမပေါ့တီတောင်စုမိန်းလမ်းမကြီးပန်းချံကားမှတ်တိုင်ရှိတယ်ပန်းချံကားမှတ်တိုင်ရဲ့ဘေးမှာဆိုလို့ရှိရင်ပလဲရတနာလမ်းမဆိုတာရှင်ဝင်လာလိုက်ရုံနဲ့ကျမတို့89ပဲလေးအိမ်ချမ်းပြည်ဒီမနက်9:00နာရီကနေစတင်ဖွင့်လှစ်ပေးထားပါတယ်ရှင်ကျမတို့89ပဲလေးအိမ်ချမ်းပြည်မှာဝယ်မရောင်းမမဟုတ်ပါဘူးပြင်ပဧည့်သည်တွေမြန်စာရွက်စာတမ်းစစ်ဆေးခြင်းတာသတင်းစာကြော်ညာထည့်ခြင်းတာကရန်မြေပေါက်လေးပြောင်းလဲခြင်းတာကျွမ်းကျင်တဲ့ရှေ့နေတွေမြန်လိုအပ်တယ်ဆိုရင်တော့အခုပဲကျမတို့89ပဲလေးအိမ်ချမ်းပြည်ကိုဆက်သွယ်ပြီးတော့လာရောက်လေးနာနိုင်ပါတယ်ရှင်တယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ရှင်